ကပ္ပဖလားပြိုင်ပွဲဝင်မဲ့ United ကစားသမား73ယောက်ပလက်1ယောက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရင်ချမ်းပါ2026ခုနှစ်ရဲ့ဒီကနေ့17ရက်နေ့မှာပဲစတင်ကျင်းပသွားတော့မယ်၄နှစ်မှတစ်ကြိမ်သာကြည့်ခွင့်ရရှိခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့စတင်တော့မှာပဲဖြစ်ပါတယ်ဒီတစ်ချိန်ပြုတ်လို့ကျင်းပမဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးဟာတမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်လာဖို့ရှိပြီးအရင်ခေတ်တွေကကျင်းပခဲ့တဲ့ပုံစံတွေနဲ့ကွဲထွက်ပြီးအသင်းပေါင်း32သင်းကနေဒီကနေ့မှာတော့အသင်းပေါင်း48သင်းအထိကိုတိုးချဲ့ပါဝင်ခဲ့သလိုတခါမှကမ္ဘာဖလားကိုဝင်ရောက်ခွင့်မရရှိထားတဲ့နိုင်ငံငယ်တွေလူတဲ့ပထမဆုံးအကြိမ်ဖြစ်ဝင်ရောက်လာခဲ့တာလည်းတွေ့မြင်ခဲ့ရပါတယ်။ပြိုင်ပွဲကျင်းပမဲ့နိုင်ငံများကတော့3နိုင်ငံပူးတွဲကျင်းပမှာဖြစ်ပြီးကနေဒါ၊မက္ကဆီကို၊အမေရိကန်ပြည်ထောင်စုတို့မှာတပြိုင်နက်တည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။သို့တော်လည်းအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့်ပြိုင်ပွဲဝင်မဲ့ကစားသမားတချို့ကိုအစောပိုင်းကပြည်ဝင်ခွင့်တွေပိတ်ပင်ထားမှုတွေလည်းရှိနေတာကိုမြင်တွေ့ခဲ့ရပြီးပြောစရာတွေလည်းများစွာရှိနေသေးဖြစ်ပါတယ်။ Manchester United ပြည်သက်တွေအတွက်ကတော့ဒီနှစ်မှာတော့ကမ္ဘာဖလားကိုဝင်ရောက်ခွင့်ရရှိသွားတဲ့ United ကစားသမားတွေကိုဆက်လက်စောင့်ကြည့်ရအောင်မှလည်းဖြစ်ပါတယ်။ခင်က United ကစားသမား73ယောက်အထိပါဝင်ခွင့်ရရှိထားတဲ့ပြိုင်ပွဲမှာ United အသင်းနဲ့ဆေးစစ်ဖို့သာကြံရှိတော့တဲ့ကစားသမားတအုပ်ဖြစ်သူလည်းထပ်မံပါဝင်လာခဲ့တာကြောင့်73ယောက်ပလက်1ယောက်လို့ဆိုရမှာလည်းဖြစ်ပါတယ်ပထမဆုံးတယောက်ကတော့ဘိုင်ယန်နာဖြစ်ပြီး United အသင်းမှာတော့ကစားခွင့်တွေမရရှိထားတော့ပေမဲ့တူရကီနိုင်ငံအသင်းရဲ့လက်ရွေးစင်ကစားသမားအဖြစ်တော့ပါဝင်ခွင့်ရရှိခဲ့ပါတယ်နှစ်ပတ်နဲ့ကစားသမားကတော့မာတီရဲ့ကွန်ညာဖြစ်ပြီး United အသင်းကိုဒီနှစ်မှရောက်ရှိလာခဲ့ပေမဲ့အသင်းရဲ့အဆင့်3နဲ့ချန်ပီယံလိဝင်ခွင့်အတွက်အရန်ကိုအရေးပါခဲ့တဲ့သူဖြစ်ခဲ့တာမို့ဘရာဇီးအသင်းရဲ့ယုံကြည်စွာခေါ်ယူခြင်းကိုခံရတဲ့သူလည်းဖြစ်ပါတယ်နံပါတ်3ကတော့ဒီယိုဂိုဒါလော်ဖြစ်ပြီး United အသင်းမှာအချိန်ကြာကြီးရှိနေပြီးပေါ်တူဂီအသင်းမှာအမြဲတမ်းရွေးချယ်ခံရသူလည်းဖြစ်ပါတယ်နံပါတ်4ကစားသမားကတော့အာမတ်တီယာလိုဖြစ်ပြီးအာမိုရင်လက်ထက်မှာပြိုင်ဖက်နောက်တန်းတွေရင်မဆိုင်ခြင်းနဲ့တိုက်စစ်ကစားသမားတအုပ်ဖြစ်ခဲ့ပြီးကာရက်လက်ထက်မှာတော့အနှဲငယ်ချီဆွမ်းကြခဲ့ရကနေအိုင်ပရီကိုလက်ရွေးစင်အသင်းကိုရောက်ချင်းမှာပဲအနိုင်ကိုသွင်းယူကနိုင်ငံလက်ရွေးစင်အသင်းကိုကိုစားပြုနိုင်ခဲ့ပြီပဲဖြစ်ပါတယ်နံပါတ်5ကတော့ကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်ဘရူနိုဖာနဒက်ဖြစ်ပြီးသူကတော့ထူထူပြောရမယ်သူမဟုတ်တော့သလိုသူ့ကိုလည်းမရွေးချယ်လို့မရနိုင်တော့တဲ့အထိပေါ်တူဂီအသင်းမှာအရေးပါဆုံးသူလည်းဖြစ်ပါတယ်နံပါတ်6တယောက်ကတော့ United အသင်းရဲ့လူငယ်ကစားသမားလေးတိုင်လာဖရက်ချာပဲဖြစ်ပါတယ်။စကော့တလန်အသင်းကြီးမှာရွေးချယ်ခံခဲ့ရပြီးလက်ရှိ United ကစားသမားတွေထဲမှာအသက်အငယ်ဆုံးနဲ့နိုင်ငံလက်ရွေးစင်ကစားသမားတအုပ်လည်းဖြစ်ပါတယ်။နံပါတ်9နေရာကတော့ဒီယာဒီမှာ United အသင်းနဲ့ Premier League ရဲ့အကောင်းဆုံးပြောင်းရွှေ့ဖြစ်စေခဲ့တဲ့ကိုသမားလေးဆန်နီလက်စမန်ပဲဖြစ်ပါတယ်။သူကတော့ဘယ်ဂျီယန်နိုင်ငံကိုကိုစားပြုရမှာဖြစ်ပေမဲ့ဒုတိယဦးစားပေးကိုသမားအဖြစ်သာဖြစ်လာဖို့ရှိပါတယ်။နံပါတ်8ကတော့ United အသင်းကွင်းလယ်ပိုးချုပ်ကိုမီမိန်နူပဲဖြစ်ပြီးကစားသမားကောင်းတွေများစွာရှိနေတဲ့အင်္ဂလန်အသင်းကြီးမှာပါဝင်ခွင့်ရရှိသွားခဲ့တာလည်းဖြစ်လို့မဖြစ်မနေစောင့်ကြည့်ရအောင်မှလည်းဖြစ်ပါတယ်။နောက်တဲ့နံပါတ်9ယောက်မြောက်ကတော့လက်ရှိကမ္ဘာချန်ပီယံကစားသမားတအုပ်ဖြစ်တဲ့လေဆန်ဒရိုမာတီနက်ပဲဖြစ်ပြီးအာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့အမာခံကစားသမားတအုပ်လည်းဖြစ်ပါတယ်။10ယောက်မြောက်ကစားသမားကတော့နောက်ခံလူမာဆာရီဖြစ်ပြီးမိုယိုကိုအသင်းရဲ့အရေးပါတဲ့ကစားသမားတအုပ်လည်းဖြစ်ပါတယ်။17ယောက်မြောက်ကစားသမားကတော့မာကတ်စ်ဝက်ဖို့ဖြစ်ပြီးဘာစီလိုနာအသင်းမှာအထင်ကြီးလောက်စရာဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီးကစားခွင့်တွေလည်းအထိုက်အလျောက်ရရှိခဲ့ကအဓိကစူပလာကြီးနှလုံးကိုလည်းကင်မြောက်နိုင်ခဲ့တာကြောင့်အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်းပြန်လည်ရွေးချယ်ခြင်းကိုခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။နံပါတ်7ကတော့မန်နျူရယ်ဦးကားရီဖြစ်ပြီး United အသင်းမှာနေရာရရှိဖို့မလွယ်ကူခဲ့ပေမဲ့ဥရုဂွေးအသင်းအတွက်မဖြစ်မနေအရေးပါတဲ့ကစားသမားတအုပ်လည်းဖြစ်လို့နေစေဖြစ်ပါတယ်။နံပါတ်73ယောက်မြောက်ကတော့ United အသင်းကနေတရားဝင်ထွက်ခွာသွားပြီဖြစ်တဲ့ Casemiro ဖြစ်ပြီး United အသင်းနဲ့စာချုပ်သက်တမ်းဟာဒီကမ္ဘာဖလားပြိုင်ပွဲကြီးကာလမှာဆက်ရှိနေသေးတာကြောင့် United အသင်းကစားသမားတအုပ်လို့လည်းပြောရမှာဖြစ်ပါတယ်။နောက်ဆုံးတယောက်ကတော့အီဒါဆန်ဖြစ်ပြီးတရားဝင်ထုတ်ပြန်ဖို့သာကြံရှိတော့ပေမဲ့ဘရာဇီးလက်ရွေးစင်အသင်းရဲ့အမှတ်မတင်ရွေးချယ်ခေါ်ယူခြင်းကိုခံခဲ့ရလို့အသင်းကြီးနဲ့အမြန်ဆုံးပူးပေါင်းသွားခဲ့ရတာလည်းဖြစ်ပါတယ်။ဆိုတော့လက်ရှိ United ကစားသမား73ယောက်ပလက်တဦးပါဝင်နေတဲ့ကမ္ဘာဖလားမှာဘယ်သူတွေကစူပလာကြီးနဲ့ပြန်လာမလဲဆိုတာစောင့်ကြည့်အားပေးသွားကြရအောင်ပါလို့တင်ဆက်ရင်းနဲ့နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့သွားကြရအောင်ပါခင်ဗျာ။ဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ Facebook ကကြည့်နေတဲ့ညီကိုများလည်း follow လေးလုပ်ခဲ့ပြီးဖို့မေတ္တာရက်ခံပါရစေခင်ဗျာကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ